မင်္ဂလာပါရှင် The Deep Dive ကနေပြန်လည်ကြိုဆိုပါရစေ မင်္ဂလာပါဗျာ ဒီနေ့ကျမတို့လေ့လာမယ့်စာအုပ်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ခေါင်းစဉ်က Critical Thinking နဲ့ ဟုတ်ကဲ့ ကျမတို့အားလုံးလုပ်တယ်လို့ထင်နေကြပေမဲ့တကယ်တမ်းမှာစနစ်တကျမလုပ်ခဲ့တဲ့အရာတစ်ခုပေါ့ မှန်ပါတယ်သတင်းတွေ social media post တွေတွေ့ရင်ဟုတ်နိုးနိုးနဲ့ယုံလေးတာမျိုးတွေဖြစ်ဖို့ချမှာပါ ဒီနေ့ဆွေးနွေးမှုအတွက်ကျမတို့အဓိကအခြေခံမှာကတော့ Simon Bradley နဲ့ Nicole Price တို့ရေးသားထားတဲ့ Critical Thinking Proven Strategies to Improve Decision-Making Skills, Increase Intuition and Think Smarter ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ ဒီစာအုပ်ကအဲ့ဒီ skill ကိုဘယ်လိုလက်တွေ့ကြကြတိဆောက်မလဲဆိုတာကိုပြထားတာကျမကိုယ်လည်းသိချင်နေတဲ့အချက်ဒီအများကြီးပဲ Critical Thinking ဆိုတာတကယ်တော့ဘာလဲအဖြစ်ရှာရတဲ့ဘာကွာလဲပြီးတော့ဒါကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်နော် ကောင်းပါတယ်ဗျာ ကဲပထမဆုံးမေးခွန်းနဲ့ပဲစလိုက်ကြရတော့ Critical Thinking ဆိုတာကိုစာအုပ်ထဲမှာဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုထားသလဲရှင်ကျမတို့နားလည်ထားတဲ့ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာနဲ့ဘယ်လို့နီးစပ်မလဲ စောက်ထဲမှာလေအယိုးရှင်းဆုံးအတိတ်ပဲဖွင့်ဆိုချက်တစ်ခုပေးထားတယ်ဗျာ ဟုတ်ကဲ့ ကြားလိုက်ရတဲ့အရာတစ်ခုကိုယုံတင်မယုံတင်အဲ့လားမဆုံးဖြတ်ခင်မှာအကဲဖြတ်တုံးတတ်တာတယ် အာချက်ချင်းကြီးလက်မခံလိုက်ပဲနဲ့ခဏရက်စဉ်းစားရတဲ့သဘောမျိုးပေါ့နော် အေးဒါပဲဆိုလိုတာကချက်ချင်းပယ်ချက်လိုက်တာမျိုးလည်းမဟုတ်ဘူးကြားထဲမှာခဏရက်ဒါတကယ်ဟုတ်ရဲ့လားလို့ကိုမဲတဲ့လုံကန်းစဉ်တစ်ခုပေါ့ဗျာ အဲ့ဒီအကဲဖြတ်သုံးတတ်တယ်ဆိုတဲ့အပိုင်းကိုနည်းနည်းပိုရှင်းအောင်လုပ်ကြည့်အောင်ရှင်တာမန်စဉ်းစားရတဲ့ဘာကွာသွားတာလဲ ဟုတ်ကဲ့ ကျမတို့အားလုံးကတော့ကိုစဉ်းစားတတ်တယ်လို့ပဲထင်နေကြတာလေ ကွာသွားတာကသူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံ structure ပဲ structure ဟုတ်ကဲ့ critical thinking မှာတီးကြတဲ့အဆင့်တွေရှိတယ်တည်င်းအချက်လက်တစ်ခုရလာပြီဆိုရင်အရင်ဆုံးအထက်မှာပါတဲ့အဓိက idea တွေကဘာတွေလဲဆိုတာခွဲထုတ် ပြီးရင်အဲ့ဒီ idea တွေကတစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်နေလဲဘယ်ဟာကအဓိကကြပြီဘယ်ဟာကဘေးထွက်အကြောင်းရလဲဆိုတာသုံးသပ်တယ် ဟုတ်ကဲ့ ပြီးတော့မှတင်ပြထားတဲ့အငင်းအခုံရဲ့အားတာချက်အားနည်းချက်ကိုစစ်ဆေးတယ်လိုအပ်ရင်ကိုယ်ပိုင်အငင်းခုံကိုပြန်တည်ဆောက်တယ်ဆိုတော့ဒါကခန်းစားချက်နဲ့ဆုံးဖြတ်တာမျိုးမဟုတ်ဘူးဗျ အော်အချက်လက်နဲ့ကြိုးကြောင်းစီလျော်မှုကိုပဲအခြေခံပြီးတဆင့်ချင်းသွားတဲ့ process တစ်ခုပေါ့ အတိအကျပဲ ဒါဆိုရင်ဒီလိုလှုပ်ချင်းအဖြစ်အခြေမြင်မရှိတဲ့အငင်းခုန်တွေကိုဖော်ထုတ်နိုင်မယ်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်ဆိုတဲ့သဘောပေါ့နော် ဟုတ်ပါတယ် ဒါပေမဲ့ကျွန်မကြားဘူးတာတစ်ခုရှိတယ်ရှင်တချို့ကပြောကြတယ်ဒီလိုအရာရာကိုခွဲချမ်းစိတ်ဖြားနေတာကတီထွင်ဖန်တီးနိုင်စွာ creativity ကိုပျက်စီးစေတယ်တဲ့ကိုပိတ်ပစ်လိုက်နိုင်တယ်လို့စောရကတက်စရာရှိမလားရှင် အဲ့ဒီအချက်ကစိတ်ဝင်စားစရာကောင်းပြီးလူတော်များများထင်မှားနေတဲ့အချက်တစ်ခုပဲဗျာစာအုပ်ထဲမှာတော့ဒီအမြင်ကိုလုံးဝစန့်ကျင်ထားတယ် အော်ဟုတ်လား တကယ်တော့ critical thinking နဲ့ creativity ဆိုတာရန်သူတွေမဟုတ်ပဲမိတ်ဆွေကောင်းပြီလို့ပဲ ဟုတ်ကဲ့ စဉ်းစားကြည့်လေဗျာတကယ်တော့တဲ့ပန်းချီစရာတရားဟာအယောင်တွေและတဘောတရားစုပ်ချက်တွေရဲ့အထမ်းတို့ကိုနားလည်ပြီးမှစီးမြင်းတွေကိုချိုးဖောက်ပြီးအသစ်ဖန်နေတာ ဟုတ်တာပဲ ဒီထွင်တူတယောက်ကလည်းလက်ရှိချင်းရဲ့အားနဲ့ချက်ကိုစနစ်တကျနားလည်မှာအဲ့ဒီပြဿနာကိုဖြေရှင်းမဲ့ out of the box idea တစ်ကိုထုတ်နိုင်တာလေဆိုတော့ critical thinking ကတီထွင်ဖန်တီးမှုအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုချပေးတာနဲ့တူတူပဲ အော်ဟုတ်တာပဲအချင်းတွေကိုတေချာမသိဘဲနဲ့တော့ out of the box စဉ်းစားလို့မရနိုင်ဘူးပဲဒီလိုစနစ်တကျအသွေးခေါ်တဲ့ဆိုတာဒီနေ့ခေတ်အတွက်အရင်အရေးကြီးတဲ့ skill တစ်ခုလို့ခံစားရတယ် ဟုတ်ကဲ့ဗျာဒါမဲ့ဒီအတွေးခေါ်ကအခုမှပေါ်လာတာတော့မဟုတ်မလားရှင်သူရသမိုင်းကဘယ်လောက်ထိနောက်ပြန်သွားလဲ အများကြီးပဲအနောက်တိုင်းအသွေးခေါ်မှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကရှေးအောင် Greek ခေတ်အထိပြန်သွားလို့ရတယ် နှစ်ပေါင်း2500 ဟုတ်တယ်အစပြုခဲ့သူကတော့သတ္တနပညာရှင်ကြီး Socrates ပေါ့သူကအဖြေတွေကိုတိုက်ရိုက်ပေးတာမျိုးမဟုတ်ဘူး ဟုတ်ကဲ့ လူတွေကိုမေးခွန်းတွေပဲအဆက်မပြတ်မေးတယ်မင်းပြောတဲ့တရားမျှတမှုဆိုတာဘာအဓိပ္ပာယ်လဲဒါကိုဘာကြောင့်အမှန်လို့ထင်တာလဲဆိုတာမျိုးတွေပေါ့ ဒီလိုမေးခွန်းထုတ်တဲ့နည်းနဲ့ Socratic questioning ကလူတွေရဲ့အတွေးတွေကကွဲလွဲမှုတွေယူဆချက်တွေကိုဖော်ထုတ်ပြီးပိုခိုင်မာတဲ့အဖြေတစ်ခုစီရောက်အောင်လမ်းညွှန်ပေးတယ်လူတွေအလွယ်တကူလက်ခံထားတဲ့အရာတွေကိုမေးခွန်းပြန်ထုတ်ခိုင်းတဲ့သဘောပဲနော် အဲ့ဒါပေါ့ Socrates နောက်ပိုင်းမှာတော့အထွေးခေါ်ကဘလို့ဆက်ပြီးတိုးတက်လာခဲ့လဲရှင် သူနောက်မှာတော့အဆင့်ဆင့်တိုးတက်လာတာပေါ့ Renaissance ခေတ်လောက်မှာ Sir Francis Bacon ဆိုတဲ့တွေးခေါ်ရှင်ကလူတွေရဲ့တွေးခေါ်မှုကိုလမ်းလွဲစေတဲ့အရာတွေကိုသတိပေးခဲ့တယ် ဟုတ်ကဲ့ သူက idols လို့ခေါ်တဲ့စိတ်ဆွဲမှမှု၄မျိုးကိုဖော်ပြခဲ့တယ်ဒီနေ့ခေတ်
social media ခေတ်မှာဒါတွေကပိုတော်မှမှန်နေသေးတယ် စိတ်ဝင်စားစရာပဲရှင်ဘာတွေလဲအဲ့ idols တွေက ပထမတစ်ခုက idols of tribe လူမျိုးစုစိတ်ဆွဲမားမှုတယ် idols of tribe ဒါကလူတဘာဝရကိုမြင်ချင်တဲ့ပုံစံတိုင်းပဲအဖြစ်ပြက်တွေကိုဘာသာပြန်တတ်တဲ့သဘောကိုအယူအဆကိုထောက်ခံတဲ့တတ်တယ်တွေကိုပဲရှာပြီးစန့်ကျင်တာတွေကိုလစ်လူရှုတာမျိုးပေါ့ confirmation bias လို့ခေါ်ရဟာနဲ့တွားတူတာပေါ့နော် အတည်းကြပဲဗျာဒီနေ့ခေတ် social media မှာကိုကြိုက်တဲ့ page တွေပဲ follow လုပ်ပြီးကိုမြင်တဲ့တူတဲ့တူတွေနဲ့ပဲပေါင်းတဲ့အခါဖြစ်လာတဲ့ echo chamber တွေလိုပဲ ဟုတ်ကဲ့ဒုတိယတစ်ခုကကော ဒုတိယတစ်ခုက idols of school ကျောင်းတော်ရာစိတ်ဆွဲမှာမှုဒါကတော့စီးမြင့်ဒီအဆင့်အလာတွေကိုမျက်စိမိတ်လိုက်နာရကနေဖြစ်ပေါ်လာတဲ့တွေးခေါ်မှုပုံစံ အရင်ကတည်းကဒီလိုပဲလှုပ်လာတာဆိုပြီးမိကုန်းမထုတ်တော့တာမျိုးပေါ့ ဟုတ်တယ်တတိယတစ်ခုက idols of marketplace ဇွေထဲကစိတ်ဆွဲမှာမှုပေါ့ဒါကတော့စကလုံးတွေကိုအဆင့်ကဲသလိုလိုရာဆွဲ300ကန်လို့ဖြစ်လာတာ misinformation တွေမှာတွေးနေရတဲ့ fake news တွေခေါင်းစဉ်အောက်ကကိစ္စတွေနိုင်ငံရေးသမားတွေတုံးတဲ့စကလုံးလှလှတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတယ် နောက်ဆုံးတစ်ခုကကော နောက်ဆုံးတစ်ခုက idols of theater ဇခုံစိတ်ဆွဲမှာမှုပေါ့ဒါကတော့ကိုလေးစားအားကြရတဲ့သူဩဇာရှိတဲ့သူပြောတာမှန်းတယ်လို့ယူဆပြီးကိုယ်လိုက်မစင်စားတော့တာကိုဆိုလိုတယ် ဘေကောနောက်ပိုင်းမှာတော့ပြင်သစ်သွေးခေါ်ရှင်ရီနေဒေကာ Rene Descartes ကဒီအသွေးခေါ်ကိုနောက်တစ်ဆင့်တက်လန်းစေခဲ့တယ်လို့ကျွန်မဖတ်ဖူးတယ်ရှင် ဟုတ်ပါတယ် သူ့ရဲ့အလွန်နာမည်ကြီးတဲ့စကားဖြစ်တဲ့ I think therefore I am ငါတွေးတယ်ဒါကြောင့်ငါရှိတယ်ဆိုတာနဲ့ဆက်ဆက်နေမှာပေါ့နော် ဟုတ်ပါတယ်ဒေကာကအရာရာကိုစနစ်တကျတန်တရားဝင်ခြင်း systematic doubt ဆိုတဲ့နီလန်းကိုအဆိုပြုခဲ့တယ် systematic doubt သူကကျွန်တော်တို့ရဲ့အာယုံခံစားမှုတွေကကျွန်တော်တို့ကိုလှည့်စားနိုင်တယ်လို့ယုံကြည်တယ်သူပေးတဲ့နာမည်ကြီးဥပမာကရေခွက်တဲစိုက်ထားတဲ့တုတ်ချောင်းပဲဗျာ အော် ကြည့်လိုက်ရင်ကွေးနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့တုတ်ချောင်းကတဲ့တယ်ပဲဒါဟာအမြင်အာယုံရဲ့လှည့်စားမှုတစ်ခုသာဖြစ်တယ် ဒါကနည်းနည်းအစွမ်းရုပ်တယ်လို့ထင်စရာပဲနော်နေ့စဉ်ဘဝမှာအရာရာတိုင်းကိုတန်တရားဝင်နေဘာမှလုံးလို့ပြီးတော့မှမဟုတ်ဘူးလေ ဟုတ် ဒီကဆိုလိုချင်တာကကြီးမားတဲ့ဆုံးဖြတ်ချက်တွေအရေးကြီးတဲ့ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီးပြောတာမျိုးလားရှင် အဲ့ဒီအချက်ကအရေးကြီးတယ်ဗျသူဆိုလိုတာကနေ့စဉ်အသေးဖွဲကိစ္စတိုင်းကိုတန်တရားဝင်နေဖို့မဟုတ်ပါဘူး ဟုတ်ကဲ့ ကိုယ့်ရဲ့အခြေခံအကြဆုံးယုံကြည်ချက်တွေကိုပြန်ပြီးမေးခွန်းထုတ်ဖို့ပါဘယ်ရာကိုမှတက်တယ်မရှိပဲအမှန်တရားလို့မယူဆသင့်ဘူးဆိုတာအတွေးခေါ်ကိုအုတ်မချပေးခဲ့တာ အော် ဒီလိုတမိုင်းအစင်းဆက်ကတွေးခေါ်ရှင်ဒီရဲ့အယူဆတွေပေါ်မှာတိဆော့လာခဲ့တာကဒီနေ့ခေတ် critical thinking ပဲဖြစ်ပါတယ် ကောင်းပြီရှင်တမိုင်းချောင်းကိုသိရပြီဆိုတော့ literature ရဲ့အပိုင်းကိုဆက်သွားကြည့်ရအောင်ကောင်းမွန်တဲ့ critical thinker တယောက်ထိလာဖို့ဆိုရင်ဘလို့စိတ်နဲ့သဘောထားတယ်လိုအပ်မလဲ ဟုတ်ကဲ့ ဒါကကိုယ်လိုက်မှာရောဒီလိုအရေးသွေးတွေရှိရလားလို့ပြန်စမ်းစစ်ကြည့်လို့ရမယ့်အပိုင်းဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်နော် စာအုပ်မှာတော့အဓိကစိတ်နဲ့သဘောထား attitude စတဲ့ချက်ကိုဖော်ပြထားတယ်ဗျအကောင်လုံးကိုတစ်ခုချင်းပြောရင်လည်းတော့ပြင်းစရာကောင်းတော့နိုင်တယ် ဟုတ်ကဲ့ ဒါကြောင့်အရေးကြီးဆုံးနဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အချက်တချို့ကိုပဲရွေးပြီးဆွေးနွေးကြည့်ကြတာပေါ့ ကောင်းပါတယ်ရှင် ပထမဆုံးက intellectual humility ပညာပိုင်းဆိုင်ရာနှိမ်ချမှုပါဒါကငါမတီးသေးတာတွေအများကြီးရှိတယ်ဆိုတာကိုလက်ခံနိုင်တဲ့သဘောထားပါ အဲ့ဒီအချက်ကအရေးကြီးဆုံးပဲလို့ကျွန်မထင်တယ်ကိုကအကုန်သိတယ်လို့ထင်နေရင်အတစ်တင်ယူဖို့တကားပိတ်ထားသလိုဖြစ်သွားမှာပေါ့ တကယ်မှန်ပါတယ်ဗျာအဲ့ဒီ intellectual humility နဲ့ဆက်ဆက်နေတာက curiosity စူးစမ်းလို့စိတ်ပဲကိုမတီးဘူးဆိုတာလက်ခံလိုက်တဲ့အခါဒါဆိုအမှန်တရားကဘာဖြစ်မလဲဆိုတဲ့သိချင်စိတ်ကအလိုလိုပေါ်လာရော ဟုတ်ကဲ့ နောက်တစ်ခုက intellectual courage ပညာပိုင်းဆိုင်ရာရဲစွမ်းစက်ဒါကတော့လူအများစုလက်ခံထားတဲ့အယူဆတစ်ခုဟာအခြေမြင့်မခိုင်လုံဘူးလို့ကိုတွေ့ရှိတဲ့အခါမှာအဲ့ဒါကိုမေခွန်းထုတ်ရတဲ့တတိမျိုးပါ ဒါကတော့လက်တွေ့မှာတော်တော်လို့ဖို့ခတ်မှန်ကိစ္စပဲနော်အဖွဲထဲမှာကိုတယောက်တည်းအမြင့်မတူတာမျိုးဆိုရင်ပြောဖို့ဝင်လေးတက်ကြတာကို ဟုတ်တယ်ဗျာ ဒါမဲ့အဲ့လိုမေခွန်းမထုတ်ရင်လဲအမားတွေတော့ဆက်လုပ်နေမိမှာပဲ ဟုတ်တယ်အဲ့ဒီသုံးချက်နဲ့အတူနောက်ထပ်အတွေ့တစ်ခုကိုကြည့်အောင်စာအုပ်မှာ confidence ယုံကြည်မှုနဲ့ fair mindedness မြတ်တစွာစဉ်းစားနိုင်မှုဆိုတာကိုလည်းပြောထားတယ် ခဏလေးရှင်အဲ့ဒီ confidence နဲ့အစိုးရပြောတဲ့ intellectual humility ဆိုတာနည်းနည်းစင့်ကျင်ဘက်လို့ထင်မနေဘူးလား ဟုတ်ကဲ့ ကိုယုံကြည်မှုရှိရမယ်ဒါမဲ့ကိုမသိဘူးဆိုတာကိုလည်းဝန်ခံရရမယ်ဆိုတဲ့သဘောလား အရန်ကောင်းတဲ့မေးခွန်းပဲဗျာအဲ့ဒီနှစ်ခုကြားကဟန်ချက်ညီမှုက critical thinking ရဲ့အနှစ်သာရပဲဒီမှာပြောတဲ့ confidence ဆိုတာကိုယ့်ရဲ့စိတ်ခံစားမှုဒါမှမဟုတ်အတ္တအပေါ်မှာအခြေခံတဲ့ယုံကြည်မှုမျိုးမဟုတ်ဘူး
ကိုယ့်ရဲ့ကြိုးချောင်းစီလျော်တဲ့တုံးတက်မှု procreate အပေါ်မှာယုံကြည်မှုရှိတာကိုဆိုလိုတာတစ်ဖက်မှာလည်းကိုယ့်တုံးတက်ချက်အတွက်အချက်လက်အသစ်တွေပေါ်လာရင်ကိုယ့်အမြင်ကိုပြောင်းလဲဖို့ဝင်မလေးတဲ့ humility လည်းရှိရမယ်ဟုတ်ကဲ့ fair mindedness ဆိုတာတော့ကိုယ့်အမြင်ကိုရောသူများအမြင်ကိုရောဗတ်မလိုက်ပဲတူညီတဲ့စံနှုန်းနဲ့စစ်ဆေးနိုင်စွမ်းပေါ့ရှင်းသွားပြီရှင်ဆိုတော့ဒီအရေးသွေးတွေကတခုချင်းစီတီးခြားရှိနေတာမဟုတ်ပေအချင်းချင်းအပြန်လန်ချိတ်ဆက်နေတာပေါ့မှန်ပါတယ်ဒါတွေကိုလက်တွေ့ဘဝမှာဖြတ်တနာတွေဖြည့်ရှင်းတဲ့အခါဘလို့အတုံးကျနိုင်မလဲရှင်စာအုပ်ထဲမှာတော့ရှင်းလင်းတဲ့အဆင့်၅ဆင့်ကိုဖော်ပြထားတယ်ဒီအတိုင်းရှင်းပြောသွားတာထက်ဥမာလေးတစ်ခုနဲ့တွဲပြောသွားရင်ပိုကောင်းမယ်ထင်တယ်ဗျကောင်းပါတယ်ရှင်ဥပမာကိုကကော်ဖီဆိုင်လေးဒီဇိုင်းပိုင်းတယ်လွန်ခဲ့တဲ့3လလောက်မှာအယောင်းတွေစက်တိုက်ကျနေတယ်ဆိုပါစို့ကောင်းသားပဲလက်တွေ့ကြတယ်ပထမဆုံးအဆင့်က identifying the problem ပြဿနာကိုတိတိကျကျဖော်ထုတ်ခြင်းပါအယောင်းကျနေလေဆိုတာကရေပြည့်ရဲ့ဆန်လွန်းတယ်ဟုတ်ကဲ့ပိုပြီးတိကျအောင်လုပ်ရမယ်ဘယ်အချိန်တွေမှာအယောင်းကျဆုံးလဲမနက်ပိုင်းလားညနေပိုင်းလားဘယ် product တွေကအကျဆုံးလဲcoffee လားမုံလားဘလို့ customer မျိုးစားတွေယောသွားနေလေចောင်းသားတွေလားရုံးဝန်ထမ်းတွေလားဒီလိုမေးခွန်းတွေမေးပြီးပြဿနာကိုတိကျအောင်လုပ်ရမယ်အဲ့ဒီလိုတိကျသွားပြီဆိုရင်ဒုတိယအဆင့်က doing analysis သုံးသပ်ဆန်းစစ်ခြင်းပေါ့နော်ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အကြောင်းရင်းတွေကိုရှာလာလားရှင်ဟုတ်ပါတယ်အနီးနားမှာပြိုင်ပဲဆိုင်တဲ့တွေပေါ်လာလို့လားကိုယ့်ရဲ့ဈေးနှုန်းကများနေလို့လားဝန်ဆောင်မှုကျဆင်းတော့လို့လားဟုတ်ကဲ့အချက်လက်တွေစူးစမ်းပြီးသုံးသပ်ရမယ်အပိုင်းပေါ့အဲ့ဒါပြီးတတိယအဆင့်က come up with plausible solutions ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းလေးတွေရှာဖွေကပေါ့ brainstorming လုပ်ရတဲ့အဆင့်ပေါ့နော်ဟုတ်တယ်ဈေးလျှော်တဲ့ promotion လုပ်မလား menu အသစ်ထည့်မလားဆိုင်ကိုပြန်လက်ဆင်မလားအဖွဲ့နဲ့ဝိုင်းစဉ်းစားရင် idea အသစ်တွေပို့ထွက်နိုင်တယ်ဗျာဖြည့်ရှင်းတွေအများကြီးထွက်လာပြီဆိုရင်တော့စတုတ္ထအဆင့်ဖြစ်တဲ့ picking the best option အကောင်းဆုံးရွေးချယ်မှုပြုလုပ်ခြင်းကိုရောက်လာပြီဟုတ်ပါတယ်အတင့်တော်ဆုံးကိုရွေးရမှာပေါ့ပြီးရင်တော့နောက်ဆုံးအဆင့်က taking action အကောင်းအထည်ဖော်ခြင်းပဲဘလောက်ပဲကောင်းတဲ့အစီအစဉ်ဖြစ်နေပါစေလက်တွေ့မလုံရဲ့အလကားပဲလေသိကြပါတယ်ဗျဒီလိုစိုးဖြစ်ချက်ချတဲ့လုပ်ငန်းစဉ်မှာအထောက်အကူဖြစ်စေတဲ့ကြိုးကြောင်းစီလျော်မှု reasoning နှမျိုးကိုလည်းစာအုပ်မှာရှင်းပြထားတယ်ဟုတ်ကဲ့ပထမတစ်မျိုးက inductive reasoning ပါဒါကတိကျလေးလာတွေ့ရှိချက်အများကြီးကနေရေးပြေကောက်ချက်တစ်ခုကိုဆွဲချုပ်တာဥပမာ customer A ကဈေးကြီးတယ်လို့ comment ပေးတယ် customer B ကလည်းဈေးကြီးတယ်ပြောတယ် customer C ကလည်းအဲ့လိုပဲပြောတယ်ဆိုတဲ့တွေ့ရှိချက်တွေကနေငါတို့ဆိုင်ရဲ့ဈေးနှုန်းကရေးပြေအားဖြင့်များနေနိုင်တယ်ဆိုတဲ့ကောက်ချက်ကိုဆွဲချုပ်တာမျိုးပါဒါကသိပ္ပံနည်းကျလေ့လာမှုတွေ market research တွေမှာသုံးတဲ့ပုံစံနဲ့တူတယ်နော်ဟုတ်ပါတယ်နောက်ကမျိုးကရောဘာဖြစ်မလဲရှင်ဒုတိယတစ်မျိုးက deductive reasoning ပါဒါကတော့ inductive နဲ့ပြောင်းပြန်ပေါ့ရေးပြီးရင်ဖန်တရားတစ်ခုကနေတိကျအခြေအနေတစ်ခုကိုအဖြေရှာတာဥပမာစီးပွားရေးကျဆင်းချိန်မှာလူတွေကမရှိမဖြစ်မဟုတ်တဲ့အသုံးစိတ်တွေကို short တက်ကြတယ်ဆိုတဲ့ရေးပြီး theory တစ်ခုရှိတယ်ဆိုပါစို့ဟုတ်ကဲ့အခုကစီးပွားရေးကျဆင်းနေတဲ့အချိန်ငါတို့ဆိုင်ကကော်ဖီကလူတွေအတွက်မရှိမဖြစ်မဟုတ်ဘူးဒါကြောင့်ငါတို့ဆိုင်ရဲ့အယောင်ကျတာဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချတာမျိုးပါဒီနည်းလမ်းတစ်ခုကိုပေါင်းစပ်အထုံးပြုခြင်းအပြင်ပိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်ဒီ critical thinking စွမ်းရည်ကိုပိုတွတ်တက်လာအောင်ဦးနောက်ကိုအမြဲတမ်းထက်မြက်နေအောင်ထားဖို့လဲလိုအပ်တယ်လို့စာအုပ်မှာဆိုထားတယ်နော်ဟုတ်ကဲ့ဗျပြောစရာကောင်းပြီလက်တွေ့ကျတဲ့ဦးနောက်လေ့ကျင့်ခန်းတချို့ကိုလည်းဖော်ပြထားတယ်လို့သိရတယ်ရှင်။တောင်းဆိုတဲ့မေခွန်းကိုမေးတဲ့အချင်းလောက်ခိုင်းတာ။ဒီနေ့ကို10ခါလောက်ဘာကြောင့်လို့မေးရင်တော့ကိုဖေးကလူတွေစိတ်ညစ်သွားနိုင်တယ်နော်။ဟုတ်ပါ။ဒါပေမဲ့ကိုရဲ့စူးစမ်းလို့စိတ်ကိုတော့တကယ်နိုးစော်ပေးမိပုံပဲ။ဟုတ်ကျ။နောက်တစ်ခုကတော့ love ရေမောပါ။ရေမောချင်းကစိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့ endorphins တွေထွက်စေပြီးဦးနောက်ကိုအားပြန်တွင်ပေးလေ။ဟုတ်ကဲ့။ဒါပြင် puzzles ဘယ်လီများဖြေရှင်းတာကလည်းအရင်ကောင်းလေလေ့ကျင့်ခံပဲစကလုံးဆက်ဂျစ်စောဆူဒိုကူရုပ်တည်ပဒဘယ်လီလေးကဦးနောက်ကိုတက်ကြွစေပြီးတွေးခေါ်မှုပုံစံတက်တွေကိုလေ့ကျင့်ပေးပါတယ်။ Notin စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက Mozart effect Mozart တက်ရောက်မှုဆိုတာပဲကျမအမြဲတမ်းသိချင်နေတာအဲ့ဒါတကယ်အလုပ်ဖြစ်လို့လားရှင်သူဒီနေ့တချို့အရာတော့ Mozart ရဲ့ဂီတာကိုနားထောင်ခြင်းကအချိန်ပိုင်းတစ်ခုအတွင်းမှာ spatial temporal reasoning လို့ခေါ်တဲ့ကုန်ကန်ဆိုင်ရာကြံခါမှုကိုတိုးတက်စေတယ်လို့ဆိုတယ်ဗျာဒါပေမဲ့စာအုပ်မှာအလေးပေးထားတာကတော့ Mozart မှာမဟုတ်ပါဘူးကိုယ်နဲ့တက်တောင်တက်တာဖြစ်ပြီးစိတ်တည်ငြိမ်စေတဲ့
ဘလို့ဂီတအမျိုးအစားကိုမဆိုနားထောင်တာကအကျိုးရှိစေတယ်ဆိုတာပါပဲ ။အော်အဲ့ဒီသဘောကိုအဓိကကဦးနှောင်းကိုအနာပေးပြီးပြန်လဲအားဖြည့်ဖို့ပေါ့ ဟုတ်ပါတယ် ။နောက်ဆုံးအနေနဲ့ရောဗာများရှိသေးလဲ နောက်ဆုံးတစ်ခုကတော့ learn something new အသစ်စံနေလေ့လာပါတယ်နေ့စဉ်စကလုံးအသစ်တစ်ခုသင်ယူတာဝါသနာအသစ်တစ်ခုစတင်တာဘာသာစကားအသစ်တစ်ခုကိုလေ့လာတာမျိုးကဦးနှောင်းထဲမှာအာယုံကြိုးစတ်မှမှုအသစ်တွေ neural pathways တွေဖြစ်ပေါ်စေပြီးဉာဏ်ရည်ကိုထပ်မြက်စေပါတယ် ။ဟုတ်ကဲ့အသက်အရွယ်မရွေးဦးနှောင်းကိုလေ့ကျင့်ခန်းလုပ်ပေးနေဖို့အရေးကြီးတယ်ဆိုတဲ့အချက်ပါပဲနော် ဟုတ်တယ်ရ ။ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြန်ကြည့်ရအောင်ရှင်။ critical thinking ဆိုတာအချစ်ရှာတာညင်းခုန်တာတတ်မဟုတ်ပေတရင်ချက်လက်ဒီကိုစနစ်တကျခွဲချမ်းစိတ်ဖြာပြီးကြိုးကြောင်းစီလျော်တဲ့ကောက်ချက်တွေဆွဲနိုင်ဖို့စူးစမ်းတဲ့တွေးခေါ်မှုပုံစံတစ်ခုဖြစ်တယ် ဟုတ်ပါတယ် ။ဒါဟာ Socratic ခေတ်ကတည်းကသမိုင်းအစဉ်ဆက်ရှိခဲ့ပြီးဘေးခွန်ဒေဂါတို့လိုတွေးခေါ်ရှင်တွေကစင်ကယ်တိုးတက်ဆွေခဲ့တယ် อืม ။ဒီကျွမ်းကျင်မှုကိုလက်တွေ့ဘဝမှာအသုံးဖြစ်ဖို့ဆိုရင်ပညာပိုင်းဆိုင်ရာနှိမ့်ချမှုစူးစမ်းလို့စိတ်ရဲစွမ်းတတ်တယ်လို့စိတ်နဲ့သဘောထားတွေမွေးမြူပြီးပြဿနာတွေကိုအဆင့်လိုက်ဖြေရှင်းသွားနိုင်တယ်ပေါ့နော် နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေးတစ်ခုချမ်းသာခဲ့ခြင်းပါတယ်ဗျာ ။ဟုတ်ကဲ့ရှင် တရင်ချက်လက်တဲ့ရေလိုစီးဝင်နေတဲ့ဒီခေတ်ကြီးမှာအရေးကြီးဆုံးကြွန့်ကျင်မှုဆိုတာအဖြေတွေကိုအလွယ်တကူရှားနိုင်လားထက်မေခွန်မှန်ကိုမေးတတ်ဖို့များဖြစ်နေမလား ။စိတ်ဝင်စားစရာပဲ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မေးလိုက်တဲ့မေခွန်တွေကပဲကျွန်တော်တို့ဘာကိုအာရုံဆိုင်မယ်ဘလို့ရှုထောင့်ကနေကြည့်မြင်မယ်ဆိုတာကိုဆုံးဖြတ်ပြီးအဆုံးမှာတော့ကျွန်တော်တို့မြင်တွေ့ခံစားရတဲ့လက်တွေ့ဘဝကိုပုံဖော်နေနိုင်လို့ပါပဲဗျာ